နီဥပဒေက၄လိုတာထက်ပုံမပြောပါနဲ့လူထင်ကြည့်ခင်ရအောင်စကားကြီးစကားကျဲတွေပြောတော့မှလေပေါ်တော်မီလူပေါ်ဖြစ်သွားတတ်ပါတယ်လူပေါ်ရင်ဘယ်သူမှအရင်မလုပ်ပါဘူးအရေးပါအရာရောက်တဲ့စကားတွေပြောနေရင်တော့အကျဉ်းခံတတ်ပါတယ်ဩဇာရှိအာဏာကြီးအရှင်ဝါရှိတဲ့သူတွေကလိုတာထက်ပုံမပြောသလိုပိုပြောရင်တော့လိုတလောက်ပဲဟာတတ်ပါတယ်အပြောတော့အပိုပြောတဲ့လူပေါ်မှာဖြစ်ပါစေနဲ့ဩဇာအာဏာအချိန်ဝါဆိုတာဟန်ပန်နဲ့လေစားတဲ့အလုပ်တစ်မျိုးပါလိုတာထက်ပုံမပြောရင်သူများနဲ့မတူတမူထူပြီးပို့သားသလိုကိုယ့်ရဲ့စိတ်ငြိမ်မှုကလူတွေကိုအနေခတ်သွားစေနိုင်ပါတယ်လူသားတွေဆိုတာကပေါင်းသင်းဆက်ဆံရေးကနေတစ်ဆင့်အတိတ်ပဲကောက်ဖို့နဲ့အတိတ်ပဲပွင့်ဆိုဖို့အတွက်တည်တံ့ရှင်းနေကြတဲ့ရန်ရာတွေပါတူနဲ့တူဘသူကဘာတွေတွေးနေပြီးဘာတွေလုပ်ဖို့ကြံနေမလဲသိချင်းစိတ်တွေနဲ့အချိန်ကုန်နေတတ်တယ်ဆန္ဒကိုတတိထားပြီးလို့ဒီလိုပဲပေါ်ပြလိုက်ရင်သိချင်းစိတ်ကိုပို့ဆွမ်းမိသလိုအနေထားကိုတခါတည်းမြင်လာပြီးသားဖြစ်သွားတတ်ပါတယ်လူတို့ချင်းစကားပြောဖို့နဲ့စိတ်ငြိမ်မှုကြောင့်လှုပ်လှုပ်ရွရွဖြစ်သွားလိမ့်မယ်သိချင်းစိတ်ရလှုပ်ဆော်မှုနဲ့အတူဖြစ်နိုင်ခြေတွေတန်းစီပြီးပြောလာကြမှာဖြစ်တယ်လို့အဲ့ဒီလိုလိုက်ထားသွားတဲ့အလျောက်အုံးမလုံးအုံးမလာမယ်သူတို့ရဲ့အားနည်းချက်တွေကိုအတိုင်းသားမြင်ခွင့်ရနိုင်ပါတယ်ကိုနဲ့တွေ့ရတာကိုပဲသူတို့မှကိုလုံးတီးနဲ့လူချင်းတွေ့ရတယ်လို့မျိုးမလုံးမလဲတွေဖြစ်သွားလိမ့်မယ်အမြင်ကက်ခံရတယ်လို့အထင်လွဲခံရတတ်တယ်ဒါပေမဲ့တပြိုင်နက်တည်းမှာပဲနားမလည်မှုများစွာနဲ့ဇဝေဇဝါတွေဖြစ်သွားတာကြောင့်သူတို့ရဲ့မသိစိတ်မှာကိုယ့်အပေါ်ဂရုပြုတတိထားမိတဲ့စိတ်တွေပို့သွားလိမ့်မယ်အတိမမပြူပါပဲအတိမပြူမိသွားကြတယ်အလေးမထားခြင်းပဲအလေးထားမိကုန်ကြတယ်လူငယ်ပကြီးစရာအနုပညာရှင်အန်ဒီဝါဟောရဲ့နှုတ်ထွက်အာနာဇက်သစ္စာတရရှိတယ်အဲ့ဒါကလူတွေကိုစကားပြောပြီးလက်သိခံလို့မရဘူးလူတွေရဲ့အချင်းကိုပါတဦးနဲ့တဦးဆက်ညီလို့စိတ်များနေတဲ့အတွက်ကောင်းတာဖြစ်စေဆိုးတာဖြစ်စေအကန့်အသတ်နဲ့အရင်ထိုးစိတ်တက်ကြတယ်အကောင်းအတက်ကိုတော့အဆောင်အရွယ်အဖြစ်အရင်မြင်နေကြတယ်အဲ့တော့ပါဇက်ပိတ်ထားတော့မှလူပိုချိန်တော့တာပေါ့ဗျာသူပြောတဲ့အဲ့ဒီနဲ့ပဲဝါဟောအောင်နေခဲ့ပါတယ်သူအင်တာဗျူးတွေကိုကြည့်လိုက်ရင်စကားလုံးနှံကိုသတိထားပြီးပြတာတွေ့ရတယ်လူတို့ရှင်းမဲပြောလို့ရှိတယ်အနက်အထိပ်ပဲတွေစေးပိုင်နေတဲ့ဝါဟာရမျိုးတွေချိုးပြီးပြောတတ်တယ်မေးတဲ့သူကြောင့်ပြန်လဲသွားမယ်အချိုးစကားတွေနဲ့အပြီးတတ်တယ်ဘယ်တော့မှအတိတ်ပဲမရှိတာအဖို့စကားမပြောဘူးအလုပ်အကြောင်းမဖြစ်မနေပြောဖို့လိုခဲ့ရင်တော့လိုတာတဲ့နည်းနည်းမှပုံမပြောဘူးရှင်းပြတာနဲတယ်သူလက်ရောက်တွေကိုဘယ်တော့မှမရှင်းပြဘူးလူတွေနားလဲရှင်းတယ်လို့နားလဲကြပါစေပြစ်ထားတတ်တယ်စကားနဲ့တော့လူချင်းကြီးတယ်မရှင်းပြတော့လှုပ်ဝက်သွားတယ်လှုပ်ဝက်နေတော့တမ်းမိုးတတာပေါ့လူရတဲ့ပုံမပြောတဲ့အချင်းကြောင့်ကိုပြောသမျှစကားတွေကအတိတ်ပဲပိုရှိသွားတယ်လို့တမ်းမိုးမြင်သွားတယ်အပြောနေတာကြောင့်အမားနေသွားတယ်အမားနဲ့တော့အလွဲလျှော်ပြီးအနေရရှိနိုင်တာကိုရှောင်ကြဉ်ပြီးသားဖြစ်သွားတယ်စကားများရင်အပေါ်ဆန်တဲ့စကားနဲ့ရင်တမ်းမိုးတက်တဲ့ဒါကိုအထူးမှတ်ထားပါ1925ခုနှစ်မှာပထမရုရှားဘီနီကိုလတ်နန်တက်ပါတယ်သူရဲ့ရှေ့အရင်ပြန်လက်ထက်တိုင်းပြည်ရဲ့အခြေအနေကအဆိုးအဆုံးဖြစ်ခဲ့တာကြောင့်နီကိုလက်ကလည်းနန်တက်ရောတနင်္ဂနွေလုံးပုံကန်ထွက်ကြပြီးတာပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလမ်းစဉ်နဲ့ဒီဇင်ဘာဒေါ်လာရင်းကြီးဖြစ်သွားတယ်ဒါပေမဲ့ဒေါ်လာရင်းကြာရှုံးခဲ့ပြီးဒေါ်လာရေးမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တဦးဖြစ်သူကွန်ထရာတီရိုင်းလီဘယ်ကိုကြိုးပေးကွပ်မျက်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်ကြိုးပစ်ခံရမယ့်နေမရောက်မရှင်ကလတ်တစ်လျှောက်လုံးရိုင်းလီဘယ်ဝစီပိတ်နေခဲ့တယ်ဘာမှမပြောဘဲနေခဲ့တယ်အဲ့ဒါနဲ့ကြိုးပေးရမယ့်နေရောက်လို့ကြိုးစင်ပေါ်တက်ရပြီးကြိုးလဲပြီးရောလေဘင်းကကြိုးပြတ်ထွက်သွားတယ်အဲ့ဒီလိုထူးခြားပေးစဉ်ပေါ်ပေါက်လာရင်ရီရှားတွေယုံကြည်မှုရကံကောင်းခြင်းလို့သတ်မှတ်ပြီးဘယင်တော်မှစမ်းကြည့်လို့မရတဲ့လူငယ်ကွင်းအစဉ်အလာရှိပါတယ်ဒါပေမဲ့ကြိုးပြက်ပြီးကြိုးစင်အောက်ကျသွားတော့ဝက်ဆက်ပိတ်ပြီးပြောနေလိုက်လို့ဘာမှမဖြစ်တော့ဘူးပြတ်သွားတဲ့ကြိုးစားကိုကံပြီးရိုင်းလီဘက်ကဘာပြောလိုက်လဲဆိုတော့ဒီမှာကြည့်ပါဦးနဲ့ကြိုးပေးတဲ့ကြိုးထုံးကိုတော့တို့ရုရှားတွေကောင်းအောင်မလုပ်နိုင်သေးဘူးလို့ညီးပြလိုက်ပါတယ်ရိုင်းလီဘယ်ရဲ့လောက်ကျန်စီမှုမအောင်မြင်မဲ့ထူးခြားဖြစ်စဉ်အကြောင်းနီကိုလက်ကိုတင်ပြတော့လူငင်းချမ်းသာမှုလက်မှတ်ထိုးပေးလိုက်တယ်လူငင်းခွင့်စာချုပ်တော်ကိုသတင်းလာဖို့တမန်တော်လက်ထက်မပေးခင်မှာနီကိုလက်ကဒီတိုင်းသိချင်တဲ့မေးလိုက်တယ်ရိုင်းလီဘယ်ရဲ့ကြိုးပြတော့ဖျက်သွားသေးလေတဲ့သူ့ပြောသေးလားကွာဆိုပြီးတော့ပြောပါတယ်တမန်တော်ကလည်းပြောကြောင်းမှာဆိုပြီးရိုင်းလီဘယ်ရဲ့ညီထံကိုခြုံပေးလိုက်တော့ဘရင်ကဒီလောက်တော့မမှတ်တဲ့ဟာရုရှားကကြိုးထုံးတော့ရာသီမှပြလိုက်စမဟာဆိုပြီးလူငင်းခွင့်စာချုပ်ကိုဆုတ်ဖြတ်လိုက်တယ်ပြီးတော့နောက်တစ်နေ့မှာချိုးပေးစီမှုအမိန့်ထပ်ချလိုက်တယ်ဒုတိယအကြိမ်မှာတော့ကွန်မြတ်မှုကအောင်မြင်သွားခဲ့ပါတယ်ကျိုးမပြတ်တော့ပါဘူးဒီသင်ခန်းစာကိုမှတ်ထားဖို့လိုပါတယ်ပါဇက်ကထွက်သမျှကပြန်သွင်းလို့မရပါဘူးစကားပြောရင်သတိထားပါအလို့သဖြင့်ထေလုံးမော်လုံးပြောတဲ့အခါစိတ်ပြောလေးတစ်ခုတော့ဘဝကြီးတစ်ခုလုံးမရင်းမိစီနဲ့လိုရထက်ပုံမပြောပါနဲ့နှုတ်နေရင်လူတံမှုမြင်ပါတယ်လေးစားခံဘဝကိုမြင်တော့ပါလူဘောကြီးမဖြစ်ပါစေနဲ့ဂရိတိုင်းပြီးဒက်ဖီရှစ်ဖီဟောနက်ဂရော်တွေဆိုရင်စကားအများကြီးမပြောပါဘူးတော်ရလူနားမလည်နိုင်တဲ့အလင်ကစကားတွေကိုပြောပြီးဟောတတ်ကြပါတယ်ဘယင်မဲလာကြုံမလာနဖျားချောင်းကဖျားဦးပဲလာသမျှမေးသမျှကိုလူတို့ရင်းရှိမပြန်ပြီးဖြေတတ်ကြပါတယ်အဲဒါကြောင့်ချစ်ပြီးဟောနှုတ်တဲ့စကားဆိုရင်လည်းအားထားကြတယ်ဘယ်သူမှမဆက်ကျင်ရေးကြဘူးပုတ်ခတ်ချိုးချပြောဆိုရင်တည်တံပြီးတဲ့အထိတမိုးထားကြတယ်တစ်ဖက်လူမပြောတော့ကိုပါဇက်မလုံးမိစေနဲ့ပေါ့ပါဇက်ပြနေတာကြာလာရင်ကိုစားပြောမဲ့သူ့လိုလိုပေါ်လာလိုက်မယ်ကိုပြောတာမဟုတ်ပဲသူများပြောလာတော့ရန်သူကမနေနိုင်မဲ့စကားစလိုက်မယ်အဲဒါဆိုရင်ပြောစရာမလိုတော့ပါဘူးထိုင်းကြည့်ပြီးတော့အကဲခက်နေရမှာပဲ